ဒီနေ့မှာတော့ HP ရဲ့အမြင့်ဆုံး series ထဲမှာပါဝင်တဲ့ Spectra လေးနဲ့မိတ်ဆက်ပေးပါမယ် စခရင်ကို360ဒီခောက်လို့ရပြီးတော့ touch power နဲ့အတွက်ကြောင့် touch pad လို့ရော laptop လို့ရောအသုံးပြုလို့ရပါတယ် body တစ်ခုလုံး plastic မသုံးဘဲနဲ့ high grade aluminum ကြီးသုံးပေးထားတဲ့အတွက်ကြောင့်ပေါ်ပါပေမဲ့အလွန်တောင့်တင်းခိုင်ပါပါတယ်သူ့ရဲ့ weight က 1.2 kg ပဲရှိပြီးတော့အထူအနေနဲ့ဆိုရင်လည်း 0.5 လက်မှာပဲရှိတဲ့အတွက်ကြောင့်တဲကောင်းတဲလာပြုလုပ်မယ်ဆိုရင်လည်းလွယ်လွယ်ကူကူနဲ့တည်ဆောင်သွားနိုင်ပါတယ်။ Van Olufsen Dual Speaker ကိုအသုံးပြုပေးထားတဲ့အတွက်အသက်ပိုင်းဆိုင်ရာမှာဆိုရင်လည်းအလွန်ကြည်လင်ပြတ်သားပါတယ်။ display အနေနဲ့ဆိုရင်လည်း Full HD IPS display ကိုအသုံးပြုပေးထားတဲ့အတွက်တာမန် TN panel တွေတဲ့အကြောင်းအသေးပုံမှုဆိုပြပါတယ်။ကင်မရာပိုင်းမှာဆိုရင်လည်း 920p 8D ကင်မရာကိုအသုံးပြုပေးထားတဲ့အတွက် online class တွေ Zoom meeting တွေတက်တဲ့အခါမှာဆိုရင်လည်းကျွန်တော်တို့ကြည်လင်လင်ပြည့်ရတာနဲ့တက်ရောက်နိုင်ပါတယ်။ပေါ်အနေနဲ့ဆိုရင်လည်းဒီဘက်မှာ Thunderbolt 2 port ပြီးတော့ဟိုဘက်မှာဆိုရင်လည်းကျွန်တော် USB port ငကြက် port တို့ပါဝင်ပါတယ်။ security အနေနဲ့ဆိုရင်လည်းဘေးဘက်မှာ fingerprint လေးပါဝင်ပါတယ်။ fingerprint ကလည်းမြန်မြန်ဆန်ဆန်နဲ့တော်တော်သက်ပါတယ်။ Well done IT Shop မှာဒီလိုအရေးသွေးကောင်းပြီး luxury ဆန်တဲ့ HP Spectra Gold Color Laptop တွေကိုလာရောက်ဝယ်ယူနိုင်ပါပြီ။